ငါးဖမ်းသမားအိုကြီးတူဟာပင်လယ်ကမ်းဆက်ကတဲဆုပ်လေးတစ်လုံးမှာသူ့ရဲ့ဇနီးနဲ့အတူစင်းစင်းရဲရဲနေထိုင်ပါတယ်။ဒီနေ့မှာတော့သူဟာပင်လယ်ထဲကနေထူးဆန်းတဲ့ရွှေငါးလေးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်။အဲ့ဒီငါးလေးဟာလူစကားပြောတတ်ပြီးသူ့ကိုလွှတ်ပေးရင်အလိုရှိရာစုကိုပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။စိတ်ကောင်းရှိတဲ့အဖိုးအိုဟာဘာစုမှမတောင်းပဲငါးလေးကိုပင်လယ်ထဲပြန်လွှတ်ပေးလိုက်ပါတယ်။အိမ်ပြန်ရောက်လို့ဒီအကြောင်းကိုဇနီးဖြစ်သူအားပြောပြတဲ့အခါမှာတော့ဇနီးဖြစ်သူဟာအဖိုးအိုကိုအသုံးမကျဘူးဆိုပြီးစူပူပါတော့တယ်။သူမဟာအပေါက်ပြဲတွေနဲ့တစ်သားကန်ဟောင်းကြီးအစာအစ်စ်တစ်လုံးကိုအရင်ဆုံးတောင်းခိုင်းပါတယ်။အဖိုးအိုဟာပင်လယ်ကမ်းစပ်ကိုသွားပြီးရွှေငါးလေးကိုအကူအညီတောင်းရမှာတစ်သားကန်အစ်စ်ကြီးကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူရဲ့လောဘဟာဒီမှာတင်ရက်မသွားပါဘူး။သူမဟာတဲဆုပ်အစားတိုက်အိမ်ကောင်းစားကြီးကိုထပ်တောင်းခိုင်းပါတယ်။တိုက်အိမ်ရပြန်တော့လဲဘယင်မကြီးဖြစ်ချင်တယ်လို့ပူစာပြန်ပါတယ်။ရွှေငါးလေးဟာအဖိုးအိုရဲ့တောင်းဆိုမှုတိုင်းကိုဖြည့်ဆည်းပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇနီးဖြစ်သူဟာပင်လယ်ပြင်တစ်ခုလုံးကိုအုပ်စိုးပြီးရွှေငါးလေးကိုပါသူ့ရဲ့အစီအကံအဖြစ်ထားရှိခြင်းတဲ့အထိလောဘဇောတက်လာပါတယ်။အဖိုးအိုဟာဒီတောင်းဆိုချက်ကိုရွှေငါးလေးထံတွားရောက်ပြောကြားတဲ့အခါမှာတော့ရွှေငါးလေးဟာဘာမှပြန်မပြောဘဲပင်လယ်ထဲကိုငုတ်ရှိုးပွေပျောက်သွားပါတော့တယ်။အဖိုးကိုအိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့ပိုင်ဆိုင်ခဲ့တဲ့နန်းတော်ကြီးနဲ့စီးစိမ်တွေအားလုံးဟာပျောက်ကွယ်သွားပြီးအရင်ကရှိခဲ့တဲ့တဲဆုပ်လေးနဲ့အပေါက်အပြဲတစ်သားကန်ဟောင်းကြီးပေးမှာပဲသူ့ဇနီးကိုပြန်တွေးလိုက်ရပါတော့တယ်။ Subscribe to my channel.